စုမှာလား investment လုပ်မှာလားဒီအကြောင်းအရာလေးနှစ်ခုကိုကျွန်မဒီနေ့ဆွေးနွေးပေးချင်ပါတယ်စုမှာလားဆိုတဲ့စကားကိုအရင်ဆုံးဆွေးနွေးပေးရမယ်ဆိုလို့ရှိရင်တော့ကျမတို့ငယ်ငယ်လေးတွေကကျမတို့အဖိုးတွေအဖွားတွေမိဘတွေကအမြဲတမ်းပြောတယ်ပတ်စံကိုစုနော်ကိုရှေ့ရေးရှိတယ်နောက်ရေးရှိတယ်ဆိုတော့ကျမတို့တွေဒီမာလူမျိုးတွေရဲ့ဒုံနဲ့စင်လာအရာငွေစုတာပတ်စံစုတာဒါကအစင်လာတစ်ခုဖြစ်နေတယ်ပေါ့နော်ဟုတ်ပါတယ်ကျမတို့တွေကစုဆောင်းငွေဆိုတာလည်းရှိကိုရှိရမယ်ပေါ့နော်စုဆောင်းငွေအပြင်မှာကျမတို့ကရသမျှကိုစုဆောင်းဖို့မဟုတ်ဘဲနဲ့ပြန်ပြီးတော့ investment လုပ်ဖို့လည်းလိုအပ်ပါတယ်ဒါမှသာကျမတို့ရေရှည်မှာစီးပွားရေးပို့ပြီးတော့တောင်းနှခိုင်မလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့နမူနာအဖြစ်ပြောရမှာဆိုလို့ရှိရင်ကျမမှာ3,500ရှိတယ်ဆိုပါစို့ပေါ့နော်ဒီ3,500ကိုကျမက investment မလုပ်ဘဲနဲ့ဒီ3,500ကိုပဲ့သွားမှာဆိုတဲ့ဖြစ်တဲ့အတွက်ကျမကဘဏ်မှာသွားပြီးစုထားမယ်အဲ့တော့နောက်3နှစ်ကြာတဲ့အခါမှာလည်းကျမရဲ့3,500ကဒီနေ့3,500နဲ့နောက်3နှစ်ကြာမှာရှိနေတဲ့3,500နဲ့တန်ဖိုးချင်းကွာသွားပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်အခုဆိုရင်ကမ္ဘာနိုင်ငံအသီးသီးမှာငွေကြေးဖောင်းပွားမှုတွေဖြစ်နေတယ်ငွေတန်ဖိုးတွေအများနဲ့ကွာဟနေတာဖြစ်တဲ့အတွက်ဒီနေ့3,500နဲ့နောက်လာမယ့်3နှစ်3,500ရဲ့တန်ဖိုးချင်းကအရန်ကိုကွာသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ခုပြန်စဉ်းစားကြည့်ရရင်ကျမတို့ကဒီ3,500ကိုငွေအတိုင်းမစုဘူးကျမတို့ရွှေလောက်ထားမယ်အဲ့တော့ဒီရွှေကိုကျမတို့လောက်ထားမယ်ဥပမာထားပါတော့9ကျပ်သားအခုချိန်မှာလောက်မယ်9ကျပ်သားရမယ်ထားပါတော့နောက်လာမယ့်3နှစ်မှာရောကျမတို့ရွှေ9ကျပ်သားကနေ10သားဖြစ်သွားမလားဆိုတော့လုံးဝမဖြစ်ပါဘူးရွှေ9ကျပ်သား9ကျပ်သားအတိုင်းပဲဖြစ်နေမယ်အဲ့တော့ကျမတို့မှာရှိနေတဲ့ပိုင်ဆိုင်မှုကိုကျမတို့ကတန်ဖို့ထိန်းထားရကြတယ်ပေါ့နော်တခါတလေကြလို့ရှိရင်ကျမတို့ကအတွေးမှတတ်ကြတယ်ဒီရွှေကိုလှုပ်ထားတော့ကဘယ်လောက်ဈေးနဲ့တော့လှုပ်ထားတာအခုပြန်ရောင်းလိုက်တော့ဘယ်လောက်ဈေးရတယ်အရန်မြတ်သွားပြီပေါ့နော်ဒီလိုမျိုးထင်တတ်ကြတယ်တကယ်တော့မြတ်တာမဟုတ်ပါဘူးကျမတို့မှာရှိနေတဲ့ပိုင်ဆိုင်မှုကိုထိန်းထားတဲ့အနေအထားတစ်ခုပဲရှိပါသေးတယ်တိုးပွားလာတာမရှိဘူးပေါ့နော်အဲ့တော့ကျမတို့ကဒီငွေကိုinvestment လုပ်လိုက်မယ်ဆိုလို့ရှိရင်ရောနောက်3နှစ်မှာဆိုလို့ရှိရင်ဘယ်လိုအခြေအနေရှိမလဲဆိုရင်ကျမရဲ့အတွေ့အကြုံနဲ့ရှင်းပြပြောရရင်ကျမသည်ကြံခဲ့တဲ့3နှစ်တုန်းကစီးပွားရေးလုပ်ငန်းတစ်ခုမှာရင်းနှီးမြှုပ်နှံခဲ့တယ်ဒီ3နှစ်အတွင်းမှာလည်းကျမကကိုယ့်ရဲ့ကိုယ်ပိုင်အရေးချင်းတွေအရေးအသွေးတွေကိုတိုးတက်အောင်အမြဲတမ်းသင်ယူမှုလေ့လာမှုတွေလုပ်ပြီးတော့မှစူးစမ်းခဲ့တယ်အဲ့တော့ဒီနေ့ဒီအချိန်မှာဆိုရှင်ကျမရင်းနှီးခဲ့တဲ့အရင်းနှီးထက်စားပေါင်းများစွာကိုကျမကပြန်ပြီးတော့ရနေပြီးဝင်ငွေရနေပြီဖြစ်တယ်ခိုင်မာတောင့်တင်းတဲ့အစီးပွားရေးလုပ်ငန်းတစ်ခုကိုလည်းကျမပိုင်ဆိုင်ထားပြီဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့ကျမတို့တွေစီးပွားရေးတစ်ခုလုပ်ဖို့ကိုမတွန်းဆုတ်ကြပါနဲ့ကိုယ်မှာရှိနေတဲ့ငွေကြေးတွေကိုရင်းနှီးမြှုပ်နှံပြီးတော့စီးပွားရေးလုပ်တယ်ဆိုတာကပြန်မရတော့မဲ့လုပ်ငန်းတစ်ခုကိုကျမတို့ကလုပ်တာလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ကျမတို့ကစီးပွားရေးလုပ်ငန်းအသစ်တစ်ခုကိုရွေးချယ်လုပ်ကိုင်မှုအတွက်ကျမတို့ကိုယ့်ကိုယုံကြည်မှုပေးရမယ်ဒါပေမဲ့တစ်ခုရှိတာကကျမတို့ရင်းနှီးမြှုပ်နှံမဲ့လုပ်ငန်းမှာတကယ်ရောဒီလုပ်ငန်းကတိုးတက်မှုရှိရလားတကယ်ကိုရေရှည်မှာလုပ်လို့ရတဲ့စီးပွားရေးမျိုးလားတကယ်ကိုအကျိုးမြတ်ရနိုင်သလားနောက်တစ်ခုကကျတော့ဒီစီးပွားရေးကိုလုပ်ပြီးတော့ကိုကရောသိခါကြနိုင်သလားဒါတွေအဖက်ဖက်ကနေပြီးတော့စဉ်းစားရမယ်နောက်တစ်ခါဒီစီးပွားရေးမှာထက်ခါရင်းနှီးမှုတွေလုပ်ရသလားငွေကြေးကုန်ကျမှုတွေဘယ်လောက်ထိထက်ရှိတာလဲဒါတွေကိုလည်းကျမတို့ကလေ့လာမယ်အဲ့တော့ကျမတို့ကကိုယ့်အတွက် risk အနည်းဆုံးရင်းနှီးမှုအနည်းဆုံးလုပ်ငန်းကိုရွေးချယ်ပြီးတော့လုပ်ကိုင်ရမယ်ပေါ့နော်အဲ့တော့ကျမလက်ရှိလုပ်ကိုင်တဲ့လုပ်ငန်းဆိုလို့ရှိရင်ကြံခဲ့တဲ့3နှစ်ကနေပြီးတော့စတင်ပြီးတော့ကျမကလုပ်ခဲ့တယ်အဲ့တော့ဒီနေ့ဒီအချိန်မှာဆိုရင်တော့ကျမကခုနပြောသလိုပဲကျမနေရာတစ်ခုကိုရနေပြီကျမဝင်ငွေတစ်ခုကိုလည်းရနေပြီဖြစ်တယ်ပေါ့နော်အဲ့တော့ကျမလုပ်တဲ့လုပ်ငန်းကိုလေ့လာခြင်းနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ကျမရဲ့ website မှာ register လုပ်ပြီးတော့လေ့လာလို့ရပါတယ်ဒီလုပ်ငန်းကကျမတို့ဘယ်နေရာမှာပဲဖြစ်ဖြစ်လုပ်လို့ရတယ်ဒီအိမ်မှာပဲနေနေကျမတို့မန္တလေးမှာပဲနေနေရန်ကုန်မှာပဲနေနေပြည်ဝင်မှာပဲနေနေတောင်ကြီးမှာပဲနေနေလုပ်လို့ရတယ်ဒါမှမဟုတ်ကျမတို့နိုင်ငံခြားခရီးတွေသွားအောင်မလားလုပ်လို့ရတယ်ဒီစီးပွားရေးကိုလုပ်ရှင်းအားဖြင့်ကျမတို့ကပေါ့နော်ဒီကိုတနေရာထဲမှာထိုင်နေစရာမလိုပဲနဲ့ကိုသွားတဲ့နေရာကိုရှိတဲ့နေရာတိုင်းမှာဒီစီးပွားရေးကလုပ်လို့ရနေတာဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့ကဒီစီးပွားရေးလုပ်ငန်းရဲ့လုပ်ငန်းစဉ်အားလုံးကိုကျမတို့ကကိုယ်တိုင်လှုပ်ဆောင်ဖို့မလိုပဲနဲ့90%ကို system ကလှုပ်ဆောင်ပေးပြီးတော့မှ10%တော့ marketing အလုပ်ကိုပဲကျမတို့ကလုပ်ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ marketing ကလည်း affiliate marketing လုပ်ရတာဖြစ်တဲ့အတွက်ပေါ့နော်အရန်ကိုမှပေါ့နော်ဒီတာဝန်လဲပေါ့တယ်တက်တောင့်တက်တာလည်းရှိတယ်ဝင်ငွေလည်းကောင်းတယ်ပေါ့နော်အဲ့တော့ affiliate marketing ရဲ့သဘောတရားအရာကျမတို့ကထုတ်ကုန်ပစ္စည်းတွေကိုကိုယ်တိုင်မှဝယ်ပြီးတော့မှကိုယ့်ရှိမှာ store တွေထားစရာမလိုဘူးမရောင်းရမှာကိုလည်းပူစရာမလိုဘူးအဲ့တော့ကျမတို့ကစိတ်အေးနဲ့ကျမတို့ကအလုပ်ကိုလုပ်လို့ရတယ်နောက်တစ်ခုကကျတော့ကျမတို့ထက်ခါရင်းနှီးစရာတွေမလိုတဲ့အတွက်လည်းအရန်ကိုမှတက်တာတယ်ဆိုင်ငန်းကားတွေလည်းမကုန်ဘူးဝန်ထမ်းစရိတ်တွေလည်းမရှိဘူးပေါ့နော်ဒီအတွက်ကျမတို့မှာစိတ်ဖိစီးမှုမရှိဘူးဘာတွေပဲလိုအပ်တယ်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့အရေးအသွေးတွေအရေးချင်းတွေတိုးတက်လာအောင်ကျမတို့သိမှုတွေလေ့လာမှုတွေလုပ်ပေးမယ်ဒါဆိုလို့ရှိရင်တော့ကျမတို့ကိုယ်မှာအရေးချင်းရှိရင်ရှိသလားအရေးသွေးရှိရင်ရှိသလားကိုယ့်ရဲ့စီးပွားရေးကလည်းတိုးတက်လာမှာဖြစ်ပါတယ်ဆိုတာကိုကျမတရားနေပြောချင်ပါတယ်အဲ့တော့အားလုံးကိုဖိတ်ခေါ်တယ်ကျမကတော့ digital business မှာလုပ်ကိုင်ရင်းနဲ့အောင်မြင်မှုရရှိနေပြီဖြစ်တဲ့ business consultant အမတာတယောက်ဖြစ်ပါတယ်ကျမအားလုံးကိုနှွေးရစာကြိုးဆိုပါတယ်ကျမခိုင်မုံပါရှင်